ဒီမိုကရေစီကိုနားလည်ဖို့လိုတာက၄နှစ်၃ပုံ၅နှစ်သက်တမ်းတစ်ခုအတွင်းမှာအစိုးရတစ်ခုကိုရွေးချယ်ပြီးအုပ်ချုပ်ခိုင်းမယ်အဲ့ဒီသက်တမ်းကုန်လို့အဲ့ဒီအစိုးရကိုပြည်သူကမကြိုက်ရင်ချုပ်ချမယ်နောက်အစိုးရတစ်ခုကိုရွေးချယ်မယ်ဒါဒီမိုကရေစီရဲ့အနှစ်သာရပါပြည်သူစီကအာဏာဆင်းသက်တယ်ဆိုတာအဲ့လိုစနစ်မျိုးကိုဆိုလိုတာပါဒီလိုဒီမိုကရေစီစနစ်မျိုးမြန်မာနိုင်ငံမှာမထွန်းကားဖို့ပြည်သူတင်မြှောက်တဲ့သူတွေတမရမဖြစ်ဖို့တားဆီးဖြက်စီးနေတဲ့သူတွေကတော့စစ်ဗိုလ်ချုပ်တွေပါအနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်လိုလူမျိုးကိုတမရလှုပ်ဖို့အာဏာပေးတာကတော့ဘယ်တော့မှပြည်သူစီအာဏာပြန်ရောက်မှာမဟုတ်ပါဘူးသူကပြန်ပေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူကအာဏာရှင်ပါပဲသူကိုဓာတ်ရိုက်ဖြစ်စေတွယ်ဝိုက်ပြီးဖြစ်စေထောက်ခံနေတဲ့သူတွေကိုတော့အသိဉာဏ်တိမ်တဲ့လူတွေလို့ပြောရမှာပါဒီမိုကရေစီရဲ့ရန်သူပြည်သူတွေရဲ့